ရှိမှတက်ရှင်တာပါ ဘာသာလေးတော့ပြန်သေးတယ် မိုးတို့ရဲ့အသက်ရှင်မှုကတော့ပြိတ္တကြီးရဲ့မိသားစုကိုမန္တလာလေးရဲ့လက်ခုပ်တံပေါ့ဗျာ ဟောဟုတ်တယ်ပါ လက်ခုပ်ကြီးတဲ့ပြိတ္တကြီးဆက်ရင်မိုးအာဘွားဆက်ရင်မိုးကရင်ခင်ဗျာလက်ခုပ်ကြီးတဲ့ချစ်မမဆက်ရင်မိုးဆိုရင်တချို့ကလေကျွန်တော်တောင်းရှိမလဲလို့တဲ့တောင်းရှိလဲရင်အနည်းဆုံး15မိနစ်လောက်တော့ချိန်ပေးရတယ်